တပ်ပိုင်ကိုလဲထိုးထားတဲ့ဂျပန်ဖိုက်တာကိုမဖြစ်မနေနိုင်ဖို့လိုအပ်နေတဲ့အောင်ချင်းလေးအားလုံးပဲမင်္ဂလာပါဘာမီစပေါ့ TV ကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါရစေအောင်ချင်းလေးကိုဟာလင်းအဝန်တက်ကတော့ဒီအပွဲကမဖြစ်မနေနိုင်ရရှိဖို့အရေးကြီးတဲ့ပွဲစဉ်မျိုးဖြစ်ပါရီအဖွင့်တဲ့ပွဲစတိုက်ရှုံးရင်တော့ One Championship မှာပွဲထက်ရဖို့ကမလွယ်ကူတော့ပါဘူးဝမ်ဘက်ကလည်းတက်တက်ညညမလုပ်ပေးပေးနဲ့အောင်ချင်းလေးကိုဂျပန်ဖိုက်တာရူယူကီတာနီဆုစ်နဲ့တဲပေးလိုက်တာဖြစ်ပါရီအာရူကီကတော့ပညာပိုင်းတော်လေးကိုမှကောင်းပြီးတော့တက်တက်လဲလဲရှိတဲ့ကစားသမားမျိုးဖြစ်ပါရီခြေထွက်လက်ထွက်တွေကောင်းပြီးတော့ထိုးချက်ကန်ချက်တွေကလည်းအလေးလွင့်နေပါပါရီတပ်ပိုင်အောင်ကိုလဲထိုးထားတာကိုကြည့်မယ်ဆိုရင်တော့ပညာပိုင်းမှာတော်လေးကိုမှကွာဟနေတာကိုမြင်တွေ့နိုင်မှာဖြစ်ပါရီအသက်ကလည်း22နှစ်ပဲရှိသေးပြီးတော့ One Championship မှာ9ပွဲကစား4ပွဲနိုင်တပွဲသာရှုံးနေထားခဲ့တာဖြစ်ပါရီစာချုပ်ရဖို့ရည်ရွယ်ချက်ရှိတာကြောင့်မလို့ပွဲတိုင်းကိုအနိုင်ရရုံနဲ့မကအလဲထိုးနဲ့မှာကျူးစားကစားတက်သူလည်းဖြစ်ပါရီသူရဲ့နောက်ဆုံး၄ပွဲကအမတ်ပေးဆုံးဖြစ်မလို့ပဲနဲ့ပွဲပြက်ခဲ့တာတွေကြီးပဲဖြစ်ပါရီ၃ပွဲစလုံးကိုလဲထိုးပြီးတော့တပွဲကိုလဲထိုးနဲ့ရှုံးနေထားခဲ့ရတာဖြစ်ပါရီတပ်ပိုင်အောင်လို့မာဂုံကောင်းတဲ့ကစားသမားမျိုးကိုတော့မှကြောင်ထိုးပြထားနိုင်ခဲ့တာပဲဖြစ်ပါရီအောင်ချင်းလင်းကတော့18နှစ်ရွယ်ရှိနေပြီဖြစ်ပါရီဝိတ်တန်းကတော့တော်လေးကိုမှသေးတာမလို့ပြည်တွင်းမှာလည်းပွဲရှာတာဖြစ်ပါရီဂျိုရလက်ဝဲမှာဆိုရင်တော့ဝိတ်တန်းလိုက်အဆင့်မြင့်ပွဲတွေမရှိတော့အောင်ချင်းလေးတို့လိုလူကောင်သေးတဲ့ကစားသမားတွေအတွက်ထိပ်တန်းရောက်ဖို့ကခက်တယ်လို့ပဲဆိုရမှာဖြစ်ပါရီအောင်ချင်းလေးကတော့ One Championship ပွဲဥထွက်မှာဂျပန်ဖိုက်တာဂျီရိုင်းအီရှိကိုဒုတိယချီမှာခြေကန်ချက်မိပြီးတော့အလဲထိုးနဲ့ရှုံးနေထားခဲ့တာဖြစ်ပါရီအရက်ကတော့၄လက်မလောက်ကွာနေတဲ့ပြင်ဂျပန်ဖိုက်တာကပညာကောင်းတော့အောင်ချင်းလေးကတော်လေးကိုမှရှုံးကန်လိုက်ရတာဖြစ်ပါရီအာရီယူကီကတော့ရက်9ပေ9လက်မရှိတာမလို့လုံတူတောက်တူလို့ဆိုရင်တော့ရနိုင်တာဖြစ်ပါရီဂျပန်ဖိုက်တာတွေကပညာကောင်းတာများပြီးတော့လိမ့်လန်းလိမ့်မျက်နှာဖြစ်ပါရီဒါပေမဲ့လည်းမာဂွန်အရန်ကိုမှမကောင်းကြပါဘူးဟာရီယူကီကတော့ဖွင့်ကစားတက်တဲ့ကစားသမားမျိုးပဲဖြစ်ပါရီ